day 3 3 ရက်မြောက်နေ့ဗီဒီယိုတင်တဲ့3ရက်မြောက်နေ့ပါတော့ဆိုတော့ကျွန်တော်တနေ့ကိုဗီဒီယိုတစ်ပုတ်စူးစမ်းပြီးတင်သွားမယ်ဒါကဒီ consistent ပေါ့နော်ကိုလောက်တာတနေ့တစ်ခုလောက်သွားတယ်ဆိုတော့ pattern ပြအောင်ကျွန်တော်လောက်တာပါဒီနေ့ကတော့ကျွန်တော်ဘာအကြောင်းပြောချင်လဲဆိုတော့ကျွန်တော် AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ် developer တွေက AI နဲ့ပတ်သက်ပြီးတော်တော်လေးကို impact ဖြစ်တယ်အဲ့ဒါကကျွန်တော်တို့စဉ်းစားလိုက်လို့ဆိုရှင်ဘာနဲ့တူလဲဆိုရှင်အရင်တော့ကျွန်တော်ဗဘဲဖူတွေနဲ့တူတယ်အရင်တော့ရွာတိုင်းမှာလမ်းတိုင်းမှာဗဘဲဖူတွေရှိတယ်လိုချင်တဲ့ဓာတ်တို့add တို့အစားသူတို့လုပ်ပေးတယ်ပေါ့နော်တူတို့ကတော့အစားဗဘဲဖူကလိုရနောက်ပိုင်းကျတော့ဘယ်သူမှဗဘဲဖူမရှိတော့တဖြည်းဖြည်းလေးဗဘဲဖူတွေကပျောက်လာဘာလို့ဆိုတော့အားလုံးကဗဘဲဖူကမလုပ်တော့ဘဲနဲ့ကျွန်တော်ဒီ set တွေနဲ့ထုတ်လာကြတယ်ပေါ့နော် set တွေနဲ့ထုတ်လာတော့ set တွေကပိုပြီးမြန်တယ်ပိုပြီး quality ကောင်းတယ်ပိုပြီးမြန်မြန်ဆန်ဆန်ထုတ်ပေးနိုင်တယ် AI လည်းအဲ့လိုပဲဟို programmer တွေကအရင်တော့ကိုယ်တိုင်ရေးပေမဲ့နောက်ပိုင်းကျလို့ဆိုရှင် AI တွေကလောက်လာတဲ့ခြံညာတော့ပို့ပြီးတော့အဆင်ပြေလာတယ်။ဒါပေမဲ့တခုရှိတာကစက်ရုံတွေလုပ်လို့ဆိုရှင်ဘယ်လိုတွေလုပ်လဲဆိုတော့အနည်းဆုံး set တွေကိုကင်တဲ့လူနဲ့ AutoCAD လိုမျိုး design ဆွဲတဲ့လူတွေ instruction ပေးတဲ့လူတွေလုပ်တယ်။အဲ့လိုပဲကျွန်တော်တို့ AI ခင်မှာလည်းကျွန်တော်ဒီ AI တွေကို instruction ပေးတဲ့လူတွေ AI architecture တွေကို design ဆွဲတဲ့လူတွေကတော့ရှိနေအောင်ပါပဲ။နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ sales ပေါ့ sales ဘိုင်းနေcustomer နဲ့ဓာတ်ရိုက်ချိတ်ဆက်ရတဲ့အပိုင်းတွေကတော့ကြံပါမယ်။ဘာလို့ဆိုတော့လူတွေနဲ့ဓာတ်ရိုက်ပြောဖို့တော့လိုတယ်။ AI က chatbot အနေနဲ့ပြောလို့ရတာမှန်တယ်။ဒါပေမဲ့ interaction ပေါ့နော်လူချင်းချင်း interaction တွေကလည်းလူတွေရဲ့အတွက်အဲ့ဒီ job secure ဖြစ်တယ်။ကျွန်တော်သတင်းတွေကြားတယ်လူ10ယောက်လောက်ရှိတာကိုတော်တော်များများဖြုတ်လိုက်ပြီးတော့တယောက်2ယောက်လောက်ပဲထားတဲ့ဟာတွေလည်းကျွန်တော်ကြားတယ်ပေါ့နော်။ပြီးတော့ AI တူးတွေဝယ်ခိုင်းတယ်လောက်ခိုင်းတာလည်းရှိတယ်။တော့အဲ့လိုမျိုး secure ဖြစ်တဲ့နေရာတွေကအဲ့လိုမျိုးလူတွေနဲ့ direct interaction လုပ်ပြီးတော့စကားပြောဖို့လိုအပ်တဲ့နေရာတွေကိုတော့ကြံနေသေးတယ်ဒါပေမဲ့ချိန်ရနဲ့အဲ့ဒါတွေက replace မလုပ်လို့ပြောလို့မရဘူး AI နဲ့စကားလည်းပြောလာတယ်ပေါ့နော်ဒါပေမဲ့ still instruction ပေးမဲ့လူတွေ job တွေကတော့ secure ဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်တင်တဲ့3ရက်မြောက်နေ့ပါမနေ့ကလည်းကျွန်တော်9နိုင်ခွဲတဲ့နေ့ဒါပေမဲ့တကယ်တမ်းကျမထနိုင်ဘူးเนาะဒါပေမဲ့ကျွန်တော်တို့ဒီ consistent ဖြစ်ဖို့လိုတယ်ကျွန်တော်တို့ပုံမှန်လေးတော့ပြောဒီနေ့ဒီချိန်ကျရင်ငါဒါလေးလုပ်ရမယ်ဆိုတာ ਨੇ ပတ်သက်ပြီးတော့ကျွန်တော်အဲ့ပတ်တန်လေးဖြောင်းကျွန်တော်ကိုမောင်းပြီးသွင်းတယ်ပေါ့နော်မနေ့ကကျွန်တော်တင်လိုက်တဲ့ဟာတော့မစိုးဘူးမနေ့ကတင်လိုက်ပြီးတော့ကျွန်တော်အလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လူ3ယောက်လောက်နဲ့ကျွန်တော်စကားပြောဖြစ်တော့အကျိုးရှိရလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ဟိုအလုံးဖြစ်မဖြစ်တော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့3ယောက်လောက်နဲ့အရင်ဒီတိုင်းထက်ဆိုင်တော့မနေ့က3ယောက်လောက်နဲ့ကျွန်တော်စကားဖြစ်တယ်ဆိုတော့အလုပ်ကိစ္စနဲ့စီးပွားရေးကိစ္စနဲ့ပတ်သက်3ယောက်လောက်နဲ့ဆိုတော့ဒါ progress လုပ်ရလို့ယူဆတယ်ကျွန်တော်ဆက်ပြီးတော့ဟွာဖြစ်မယ်။နောက်ပိုင်းနေ့เนาะလာမယ့်နေ့ဒီမှာကျွန်တော် set branding အကြောင်းတွေတခြားစိတ်ဝင်စားတဲ့အကြောင်းတွေ networking အကြောင်းတွေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်။ဒီနေ့တော့ဒီလောက်ပါလား။အားလုံးကျေးဇူးတင်ပါတယ်။